สวัสดีค่ะอารมณ์มีกล่าวရှင်ထိုင်းစကားလေးလာနေတဲ့သူတွေအတွက်လေဆိုတဲ့စကားလုံးအသုံးပြုပုံလေးကိုရှင်းပြပေးပါမယ်ရှင်ဒီစကားလုံးလေးကကြတော့လုပ်ငန်းခွင်မှာလည်းအမြဲတမ်းကြားဖို့နေကြစကားလုံးလေးပေါ့နော်ကိုကအလုပ်အားလို့အပြင်တစ်ခုကိုသွားချင်နေဆိုရင်တော့ထိုင်းမာလေးတွေအများစုပြောကြတဲ့စကားလုံးလေးလည်းဖြစ်တယ်ပေါ့နော်ပိုင်လေဒီလိုမျိုးလေဆိုပြီးတော့မှအမြဲတမ်းကြားဖို့တဲ့စကားလုံးလေးပေါ့နော်အဓိပ္ပာယ်ကိုသိချာတော့မသိဘူးပေါ့နော်ဒါပေမဲ့ခိုင်မှန်ချင်တယ်ပြောမယ်ဆိုလို့ရှိရင်လည်းနားလေတရားရောင်ပဲဖြစ်သွားရတယ်ပေါ့နော်ဒါဆိုတော့ကိုင်းမာကြီးတို့ရောဒီစကားလုံးလေးကိုဘယ်လိုညာမျိုးမှာသုံးရလဲဆိုတာကိုအင်းနဲ့တူတူလေ့လာကြမယ်နော်ဒီစကားလုံးလေးကကြတော့အရှင်ခါဝမူတည်ပြီးတော့မှသုံးတဲ့ပုံစံလေးတွေ꿰ပြသွားမယ်ပေါ့နော်ဥမာအနေနဲ့ဆိုလို့ရှိရင်တော့အခုချက်ချင်းပဲဆိုရင်တော့ตอนนี้เลยအခုချက်ချင်းပဲပေါ့နော်အလုပ်တစ်ခုခုကိုပေးလုပ်တဲ့အခါမျိုးဆိုလို့ရှိရင်လဲทำเลยပေါ့နော်ဒီလိုမျိုးလေးလည်းသုံးတယ်နောက်တစ်ခါကျတော့ကားစီးတဲ့အခါမျိုးတွေမှာလည်းသုံးတယ်ပေါ့နော်ဘယ်လိုမျိုးသုံးတာလဲဆိုရင်ကိုကကားစီးလာပြီဒါပေမဲ့ရက်မဲ့နေရာကိုကြော်လွန်သွားတယ်ပေါ့နော်အဲ့ဒါမျိုးအချိန်ကြီးလည်းဖြစ်ဖူးမယ်ဒါဆိုလို့ရှိရင်တော့ဒီစကားလုံးလေးကိုမှတ်ထားလို့ရတယ်ပေါ့နော်လေပိုင်แล้วဆိုတော့ကြော်သွားပြီပေါ့နော်ဒီစကားလုံးလေးကိုဒါကိုကြီးမိုင်တို့မှတ်ထားမယ်ဆိုရင်နောက်တစ်ခါကားစီးရင်မကြော်တော့ဘူးပေါ့နော်ဒါဆိုတော့လေပိုင်แล้วဆိုရင်တော့ကြော်သွားပြီပေါ့နော်တရားတွေကြော်သွားပြီဆိုလို့ရှိရင်လည်းလေစပ်ဖန်ပိုင်แล้วတရားကြော်သွားပြီပေါ့နော်ဒီလိုမျိုးလေးသုံးလို့ရပါတယ်ရှင်အဲ့ဒါဆိုတော့ကိုကြီးမိုင်တို့အနေနဲ့လေဆိုတဲ့စကားလုံးလေးကိုသုံးပြတဲ့ပုံစံလေးသိသွားပြီဆိုလို့ရှိရင်ဒီစကားလုံးလေးနဲ့ပတ်သက်ပြီးတော့မှ comment မှာလေ့ကျင့်ခဲ့လို့ရပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်ကျေးဇူးပါရှင်